ငါတလောက်နဲ့ချမောင်ကျော်နဲ့ဒီနေ့ထမင်းစားမယ်အိမ်ကလူတွေကတော့ဘာချက်စားလဲကျမမသိဘူးပေါ့နော်ဒါကျမရဲ့ကိုတာပါကျမချက်စားတဲ့ချမောင်ကျော်နဲ့ငါတလောက်ချန်တယ်ဖြစ်ပါရဲ့ရှင်မှုေးလိုက်တာမှပြောမနေနဲ့ဟိုဘက်9ကျော်တော့အနိုင်ရတယ်လို့ပြောကြတာလေမနေ့ကငါတလောက်တစ်ခေါင်းဝင်လာတယ်တော်တော်အကောင်ကြီးတယ်အဲ့ဒါလေးကျမတယောက်တည်းဆိုတော့တပိုင်းပဲစားရယ်ကွယ်တပိုင်းအဲ့လိုပဲထုတ်စားမယ်ဟင်းချက်တာကြတော့ပြတော့ဘာလို့လဲဆိုတော့တစ်ကောင်လုံးချက်တာမဟုတ်ဘူးတစ်ပိုင်းနဲ့ချက်တာဆိုတော့ကျွန်တော်မပြရအရင်တော့ကျတော့တစ်ကောင်လုံးချက်ရင်ကျွန်မပြတယ်အမေနဲ့တူတယောက်စားတာပေါ့နော်အခုကျတော့အမေကသူမစားဘူးပေါ့နော်ခေါင်းကိုက်လို့ဆိုတော့အကြောင်းကျွန်မတယောက်တည်းစားတာဘူးကျွန်မတဒုံးပဲဆိုတော့မပြရတော့ဘူးရှင်နောက်မှဟင်းချက်တာလေးတင်ပေးမယ်နော်ငါတလောက်ကလေအကြိုက်ဆုံးငါထဲမှာပါတယ်အမြဲလဲစားဖြစ်တယ်အရန်ကြိုက်လို့သာစားတာအယိုးတွေအရန်များတော့စိတ်တောင်ညစ်တယ်ကဲဆက်ကြည့်လိုက်အောင်နော်အစုံထိတတား